ချံပြောက်ချင်ရင်တော့တနခါလိမ့်ရမယ်နော်တနခါကိုရမ်းလိမ့်လို့မရဘူးဘလို့စနစ်တကျလိမ့်ရမလဲဆိုတာကိုဗီဒီယိုလေးကိုဆက်ကြည့်ပေးနော်ပထမဆုံးအနေနဲ့ကြောက်ပြင်လေးကိုတန့်ရှင်းအောင်လို့စိတ်ချလိုက်ပါရှင်တနခါအနစ်ကလေးကိုထည့်ပြီးတော့ဒီအနစ်ကလေးတွေကိုကြေအောင်လို့ခြေပြီးတော့လိမ့်ပေးရမှာဖြစ်ပါတယ်တနခါလေးကမျိုးတို့လေမျက်နာပေါ်မှာနေ့တစ်ခါညတစ်ခါလိမ့်ပေးရပါမယ်ဒါပေမဲ့ဒီဟာကရိုးတနခါလိမ့်လို့မရဘူးရိုးတနခါလိမ့်ရင်တော့မြန်ပြောက်မှာမဟုတ်ဘူးမျိုးတို့ဝက်ချံအမဲဆက်အစီဖူးတွေကိုလုံးဝတတစီတဲ့ဖြူစင်တနခါလေးကိုနေ့တစ်ခါညတစ်ခါလိမ့်ပေးရင်တော့တစ်လအတွင်းဝက်ချံတွေအမဲဆက်တွေအစီဖူးတွေပြောက်မယ်ဆိုတာတော့ယုံကြည်လိုက်ပါရှင်တို့လိုမျိုးတဘာဝကိုလည်းကြိုက်နေတတ်တယ်နော်အချိန်တိုတွင်းမှာလည်းဝက်ချံတွေအမဲဆက်တွေအစီဖူးတွေကိုပျောက်ကင်းကျင်တဲ့သူတွေကတော့ဒီဖြူစင်တနခါလေးကိုအပြက်လုံးဝမခံနိုင်ဘူးနော်ဝယ်ကြတယ်နော်ဘိုင်ဘာမှာဝယ်ကြတဲ့သူတွေတော်တော်များတယ်အမကြီးပစ္စည်းတွေပြက်လို့မရဘူးညီမကိုမြန်ပို့ပေးပါဆိုတဲ့သူတွေကြီးပဲအရန်တိုက်တာဘာလို့လဲဆိုတော့သူကတစ်လအတွင်းမှာမျိုးတို့ဝက်ချံတွေအစီဖူးတွေအမဲဆက်တွေကိုလုံးဝတတ်တာစီလို့ပဲဖြစ်ပါတယ်ရှင်တဘာဝပစ္စည်းတွေဖြစ်တဲ့အတွက်ဘေးဥပဲဖြစ်မှလည်းစိတ်ပူစရာမလိုတော့စတီရိုက်ထိမှလည်းစိတ်ပူစရာမလိုပါဘူးရှင်လိုချင်နေဆိုမျိုးတို့ရဲ့ဘိုင်ဘာကိုလာခဲ့ပါ